ရိမေတ္တယမြတ်စွာဘုရားရှင်ကိုရောမြတ်ကတတ်တော်အနှစ်8000နဲ့အနှစ်8000မှာပြိဋိဘံစံအနှစ်8000ပြိဋိဘံစံပြီးတော့ထားတော်မူမဲ့သာသနာကအနှစ်3သိန်းသာသနာဘယ်လောက်ထားခဲ့ပဲကဲဘုန်းကြီးတို့အခုဂေါတမမြတ်စွာဘုရားသာသနာက9000တဲ့မကွာဘူးလားပရိသတ်ကွာလိုက်တာထားတော်မူမဲ့သာသနာတော်ကအနှစ်3သိန်းနဲ့6000 3သိန်းနဲ့မဟုတ်6000ပါသေးတယ်3သိန်းနဲ့6000နဲ့ဂေါတမမြတ်စွာဘုရားရှင်ကိုရောမြတ်ကပြိဋိဘံစံတော်တတ်တော်ရှိတယ်ထားခဲ့တဲ့သာသနာက9000အခုပဲတဝက်ကျော်လာပြီတဝက်တည်းမကောင်း2550နတ်တဲ့နဲ့တွက်ကြည့်ဘုန်းကြီးတို့ဂေါတမဘုရားသာနာတော်ကွယ်ဖို့လို့ရက်ပိုင်းလေးပဲရှိတော့တယ်လူသက်နဲ့တွက်နေလို့2500ပြောနေတာနတ်တဲ့နဲ့တွက်ရင်ရက်ပိုင်းပဲကြံတော့တယ်မေ့လျော့ပေါ့ဆနေလို့မဖြစ်ဘူးပိဋကတ်တွေအပူတပြင်းကုသိုလ်ကောင်းမှုလုပ်ရမှာအရိမေတ္တယမြတ်စွာဘုရားရှင်ကိုရောမြတ်သာသနာတော်အနှစ်3သိန်းနဲ့6000ပြည့်သွားတဲ့အခါမှာဒီလောကကြီးမှာဘုရားတရားသံဃာယရဏဆိုတဲ့ယရဏ3ပါးဟာစိတ်သုံးသွားလိမ့်မယ်ဘယ်လောက်ကြာမလဲဆိုကဘာပေါင်း3သိန်းနဲ့ဘုရားတန်တရားတန်သံဃာတန်ကိုမကြားရမှာကဘာ3သိန်းကဘာပေါင်းဘယ်လောက်တဲ့ကဘာ3သိန်းတိတိဘုရားတန်တရားတန်သံဃာတန်ယရဏ3ပါးတန်ကိုလုံးဝမကြားရပဲနဲ့ကဘာပေါင်း3သိန်းတိတိလောကကြီးအမောင်ဖုံးသွားပြီအဲ့ဒီကဘာ3သိန်းကျော်လွန်သွားတဲ့အခါမှာမန္တကဘာရဲ့လို့ဖြစ်ပေါ်လာပြီးတော့ဘုရားနှစ်ဆူပွင့်လိမ့်မယ်အဲ့ဒီမန္တကဘာမှာဘုရားနှစ်ဆူမန္တကဘာမှာဘုရားဘယ်နှဆူတနေ့တည်းတစ်ချိန်နဲ့တစ်ပြိုင်နဲ့ပွင့်တာမဟုတ်ဘူးတဆူပြီးမှတဆူပွင့်တာဟုတ်ဘုန်းကြီးတို့ခုဗတ္တကဘာမှာဘုရား5ဆူပွင့်တယ်ကကုသနာဘုရားပွင့်သာသနာထားကပြိဋိဘံစံကောဏဂုံဘုရားပွင့်သာသနာထားကပြိဋိဘံစံကတ္တဗဘုရားပွင့်သာသနာထားကပြိဋိဘံစံဂေါတမဘုရားပွင့်သာသနာထားကပြိဋိဘံစံပြီးတော့သာသနာထားခဲ့တယ်အခုဂေါတမဘုရားသာသနာဒီဗတ္တကဘာကြီးမှာဟောမန္တကဘာတဲ့အဲ့ဒီမန္တကဘာမှာတော့ဘုရားနှစ်ဆူပွင့်မယ်ပွင့်မယ်ဘုရားကရာမတဲ့မန္တကဘာမှာပွင့်မဲ့ဘုရားကရာမတဲ့အဲ့ဒီရာမကဥတ္တရရာမမင်းနဲ့ဥတ္တရရာမမင်းကရာမဆိုတဲ့ဘွဲ့အမည်နဲ့ဘုရားဖြစ်လိမ့်မယ်တာရိပုတ္တရာ